မင်္ဂလာပါရှင်မြန်မာ Twilight Reader YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ယနေ့ဖတ်ပြပေးသွားမယ့်စာအုပ်ကလေးကတော့စာရေးဆရာမမိုးမိုးအင်းလျာရေးထားတဲ့ဝတ္ထုတို့များတွေကစံပိုးလို့အမည်ရတဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ပရိသတ်ကြီးများအားလုံးနားဆင်ခံစားပေးကြပါအောင်နော်စံပိုးကျမသည်ကျောင်းကိုရောက်စားကလေးကသူတို့နှစ်ယောက်ကိုသတိထားမိသည်သူတို့နှစ်ယောက်သည်အမြဲတမ်းတွဲတွဲနေကြသူများဖြစ်သည်သို့သောအသွင်ပြင်ခြင်းကအလွန်ခြားနားနေသည်တယောက်ကကြော်မျိုးထက်တယောက်ကမောင်စိန်အေးတဲ့နာမည်နှစ်ခုကစန့်ကျင်ဘက်လိုဖြစ်နေသည်ကြော်မျိုးထက်ကအရက်မြင့်သည်အသားဖြူသည်သပင်ပုံစံမကြာခဏပြောင်းတတ်သည်ဝတ်ပုံစားပုံကလည်းခင်မိသည်ကျောင်းဤပြင်ပမှာများသူ့ကိုမြင်ရလေရုပ်ရှင်မင်းသားလေးလာထင်ရလောက်သည်မော်တော်ဆိုင်ကအမြဲစီသည်အဲသူမဟုတ်လျင်လဲတန်ဖိုးကြီးကားတစ်စီးနှင့်ရှင်တွဲမြင်ရစမြဲသူ့မိဘများကလည်းဒိတ်ဒိတ်ကျဲမောင်စိန်ကြီးကတော့နာမည်နဲ့လိုက်အောင်အေးဆက်ဆက်ကိုချောင်းချောင်းလေးအသားညူညူလူပုံကခန့်နှွဲ့နှွဲ့ဆိုတာမျိုးပင်ဖြစ်တော်၏ပြီးတော့မောင်စိန်အေးကနွမ်းပါပုံရပါသည်ကျောင်းစာသင်ခန်းတစ်ခုထဲမှာအသွင်ပြင်ခြားနာသောကျောင်းသူကျောင်းသားများရောပြွနေသည်မှာအစမ်းတကြေကမဟုတ်သို့တော့သူတို့နှစ်ယောက်အလွန်ချစ်ခင်သောတငယ်ချင်းများဖြစ်ပြီးကျောင်းတွင်းမှာရောကျောင်းပြင်မှာပါအမြဲတတွဲတွေ့နေရခြင်းမှာအနှင်းငယ်စမ်းပြနေလေသည်များသောအားဖြင့်တော့အသွင်တူအစင်တန်းတူခြင်းတွဲမိကြသည်ကများပါသည်ကျော်မျိုးထက်ကငွေကိုရီလိုသုံးနေနိုင်သူမောင်စိန်အေးကတော့တာမန်မိသားစုမှာချိုးချိုးကုတ်ကုတ်နေရသူဖြစ်သည်မောင်စိန်အေးနှင့်ကျမမှာတရက်ခွက်တည်းနေသူလိုဖြစ်နေ၍သူ့အကြောင်းကိုကျမပိုသိပါသည်သူ့အမေတော်ကလေးမနှင့်ကျမသည်ကြောင်မြောင်းစည်းမှာဈေးဝယ်ရင်စကားဆက်မိကြသည်ကျောင်းသားမိဘများသည်သူတို့သားသမီးဤဆရာမကိုသိနေတတ်ကြပါသည်ဆရာမရဲ့ကျမသားကိုမတော်တာရှိရင်ဆုံးမပါနော်ဆရာမလက်ကိုအပ်ပါတယ်ဒေါ်ကလေးမကတွေ့တိုင်းပြောတတ်သည်ဒီခေတ်မှာကိုသားသမီးကိုဆရာမလက်သို့ကျိုးနွန်စွာဝါခွက်အပ်တတ်သည့်မိဘကရှားသားပြီပဲအထူးသဖြင့်နာမည်ကြီးကျောင်းမှာထားတတ်ကြသည့်မိဘများကယာဒူးကုံရှိန်သို့မဟုတ်ပစ္စည်းဥစ္စာအရှိန်ဝါဖြင့်ခတ်တင်းဆက်ဆံတတ်ကြသူများဖြစ်နေတတ်ပါသည်မောင်စိန်ကြီးကပြောစရာမလိုပါဘူးရှင်လိမ္မာပါတယ်စာလဲတော်ပါတယ်လိမ္မာမဖြစ်မယ်ဆရာမရဲ့ကျမမှာသားသမီးက9ယောက်တောင်ရှိတာသူကနံပါတ်3လေယောက်ျားလေးတွေမှာအကြီးဆုံးမို့သူ့ဖေကလည်းဒီသားကိုသိအားထားတာ10တန်းကိုနှစ်ချင်းပေါက်မှဖြစ်မယ်အနည်းဆုံးတော့စက်မှုလောက်တတ်နိုင်မှာတဲ့ဆရာမရဲ့အောက်မှာပါသူကကြိုးစားပါတယ်ကျမလည်းဂရုစိုက်ပါမယ်ကျေးဇူးတင်ပါတယ်ဆရာမရဲ့ကျမစိတ်ထဲမှာမိဘကအားထားမျှော်လင့်သူပင်ကိုကလေးကလိမ္မာရေးချရှိသူမောင်စိန်အေးကိုအများတကာထပ်ပိုးပြီးဂရုစိုက်မိသည်ကအမှန်ပင်ဖြစ်ပါသည်ကျောင်းကတင်တာထက်ကျူရှင်ကိုပိုအားထားနိုင်သူကျူရှင်ကကိုအထက်တန်းအရာရှိလားစာလောက်သုံးဖြစ်နိုင်သူများထက်ပို၍စေတနာထားမိသည်ကလည်းအမှန်ပင်ဖြစ်ပါသည်မောင်စိန်အေးမင်းနားမလဲတာရှိရင်အိမ်မာလာမင်းနော်ဆရာမအမြဲရှိတယ်ကျမကဒီလိုဦးစားပေးတော့မောင်စိန်အေးကိုမျက်နှာသာပေးတယ်ဟုအခြားကျောင်းသူကျောင်းသားတွေကတီးတိုးဆိုကြသည်ကိုလည်းကျမသိနေသည်သို့တော့ကျမကိုယ်တိုင်ကငယ်စဉ်ကမိမိကိုယ်ကိုအားကိုးမှုဖြင့်ဘဝကိုရုန်းကန်ခဲ့ရသူဖြစ်လေတော့ဘဝတူကျောင်းသူကျောင်းသားများကိုပို၍စာနာမိသည်ကလည်းအမှန်ပင်ဖြစ်ပါ၏မောင်စိန်အေးနှင့်တွဲဘက်ကြော်မျိုးထက်ကိုမူကျမစိတ်ထဲဘဝင်မကြတာလေးတွေရှိနေသည်မိဘအရှိန်ဟွာနဲ့ဆီယာမတွေပေါ်ထီမထင်တာလေးတွေကျောင်းစာနဲ့စည်းကမ်းကိုမလေးစားတတ်တာလေးတွေရှိတတ်သည်ဒီလိုဇေယိုက်ချင်းမတူခြားနာသူနှစ်ယောက်ကတွဲနေကြခြင်းကိုနားမလည်နိုင်ဖြစ်ရသည်ကျော်မျိုးထက်ကမောင်စိန်အေးကိုတော့သိခင်တာပဲဘာမဆိုသူအားပဲအကုန်ကြခံတာမောင်စိန်အေးစာအုပ်ဖိုးတောင်ကျော်မျိုးထက်ကပေးတယ်မောင်စိန်အေးကလည်းကျော်မျိုးထက်ကိုသိနွန်တာခံတာသူ့ပြဿနာမှန်သမျှလိုက်ရှင်းပေးနေတာပဲ
သူတို့နှစ်ယောက်၏ခင်မင်မှုအတိုင်းအတာကိုကျမခန့်မှန်း၍ရပါသည်ကျော်မျိုးထက်ကအခြားသူပေါ်ဘလောက်ပဲဆိုးသွမ်းသည်ဖြစ်စေမောင်စိန်၏ပေါ်မှာတော့အနိုင်ယူလေးမရှိမောင်စိန်၏ပြောသမျှလိုက်နာတတ်သည်မောင်စိန်၏ကျေးဇူးဖြင့်ကြောင်းမှန်မှန်တတ်သည်မောင်စိန်၏လူကလေးတစ်ယောက်၏ဖေးမမှုဖြင့်ကျော်မျိုးထက်လူကလေးတစ်ယောက်လိမ္မာရေးချရှိလာလျင်လေအကျိုးရှိတာပါပဲဟုကျမသဘောပိုက်ထားသည်သို့သောကျော်မျိုးထက်နှင့်တွဲကမောင်စိန်၏အလဲအပတ်အသုံးဆွဲများမှာကိုတော့ကျမစိုးရိမ်မိပါသည်ထို့ကြောင့်မောင်စိန်ကျမအိမ်မှာဆာလာတင်သည့်အခါမတိမတာသတိပေးရပါသည်ကျော်မျိုးထက်ကတိတ်သုံးဆွဲနိုင်တယ်မိဘအရှိန်ဝါကလည်းရှိတယ်မဟုတ်လားကွယ်တငယ်ချင်းဆိုပေမဲ့သူ့လိုကြီးပဲတိတ်မလိုက်နဲ့ပေါ့မောင်စိန်တို့ဘဝကကိုအားကိုးရမှာကိုမိဘကလည်းကိုကိုမျှော်လင့်အားထားနေတာမဟုတ်လားဟုတ်ပါတယ်ဆရာမကျွန်တော်နားလည်ပါတယ်သူကလည်းကျွန်တော်ကိုတိတ်ခင်တာကျွန်တော်ပြောရင်တော့သူနားထောင်ပါတယ်စာမေးပွဲနေ့အပြင်သိမ့်မထွက်တော့ဘူးသူလည်းသူ့အိမ်မှာစာချက်ကျွန်တော်လည်းစူးစမ်းရအောင်မယ်လို့ပြောထားပါတယ်အေးကောင်းပါတယ်ကွယ်ဒီရွယ်ဟာကိုယ့်ဘာသာတိတက်ပြီးလုပ်တာအကောင်းဆုံးမောင်စိန်ကတော့ကျမလိုချင်သည့်ပုံစံဝင်ပါသည်ကိုတပည့်တွေအပေါ်မျှော်လင့်ချက်ထားမြဲဆရာမတို့၏ထုံးစံအတိုင်းကျမမှလည်းမောင်စိန်အပေါ်များစွာမျှော်လင့်မိသည်အနည်းဆုံးဂုံတူးလေး9ခုနဲ့အောင်နိုင်ဖို့သူမိဘများမျှော်လင့်သလိုစက်မှုတက္ကသိုလ်တက်ခွင့်ရနိုင်ဖို့တည်ချသလောက်ပင်ဖြစ်ပါသည်စာမေးပွဲနီးလာလေးကျမ်းမာရေးကအစဂရုစိုက်ဖို့စာအုပ်မှန်ချက်ဖို့အားပေးနေရပါသည်ပထမအစမ်းနှင့်ဒုတိယအစမ်းစာမေးပွဲများတွင်တော့ကျမကျဉ်းသည့်အဆင့်ထိရောက်ခဲ့ပါသည်ဒီအချိန်မှာကျော်မျိုးထက်နှင့်ပတ်သက်၍ကျမနှင့်ပြဿနာဖြစ်ရပြန်သည်ကျော်မျိုးထက်ကပထမအစမ်းစာမေးပွဲတွင်3ဘာသာကြားပြီးဒုတိယအစမ်းစာမေးပွဲတွင်5ဘာသာကြားနေသဖြင့်သူမိဘများကိုဆီယာမနှင့်လာရောက်တွေ့ဆုံဆွေးနွေးဖို့မှာရပါသည်သို့တော့မိဘများလည်းရောက်မလာခဲ့ကျော်မျိုးထက်လည်းကျောင်းကိုပင်မှန်မတက်တော့မင်းတငယ်ချင်းကိုကျောင်းတက်ဖို့ပြောပါအောင်လားကျမကမောင်စိန်ကိုပြောပါသည်သူကဒီအချိန်မှာကျောင်းတက်ဖို့မလိုတော့ဘူးအိမ်မှာပဲစာချက်မယ်လို့ပြောတယ်အရေးကြီးတာတွေလည်းကျူရှင်ကတင်ပါတဲ့တကယ်တော့ကျော်မျိုးထက်သည်ကျူရှင်ကိုကမှန်တက်ရလားဟုကျမတန်တရားဖြစ်မိသည်သူကျောင်းမတက်တာထက်သူကမောင်စိန်ကိုပါလာခေါ်ပြီးအဖော်ညှိနေတာကပိုဆိုးလေသည်ကျောင်းပိတ်ရက်မှာမောင်စိန်ကိုအိမ်မှာစာသင်ပေးနေစဉ်ကျော်မျိုးထက်ကမော်တော်ဆိုင်ကယ်တစ်စီးနဲ့ရောက်လာသည်ကိုဆီယာမရဲ့လူလည်းအိမ်ထဲဝင်နှုတ်ဆက်ဖို့မရအိမ်ရှိမှနေပြီးမောင်စိန်ကိုလှမ်းခေါ်လေသည်မောင်စိန်ကစာသင်တာလဲစိတ်မဖြောင့်ကျမကိုကြည့်လိုက်အိမ်ရှိကိုလှမ်းကြည့်လိုက်ဖြစ်နေတော့သည်မောင်ကျော်မျိုးထက်အိမ်ထဲခဏဝင်မအောင်လားကွယ်မင်းတငယ်ချင်းလဲစာလုပ်နေတာမပြီးသေးဘူးလေကျမကခေါ်တော့ကျော်မျိုးထက်ကအိမ်ထဲသို့မဝင်ချင်းဝင်လာခဲ့သည်အိမ်ရှိမှခဏတစ်ဖြုတ်ပုံစံဖြင့်ထိုင်သည်မောင်စိန်ကိုလည်းမြန်လှုပ်စီလိုသောသဘောဖြင့်လက်ဟန်ချီဟန်ပြနေသည်မောင်ကျော်မျိုးထက်စာရီတော်ကြက်လို့ပြီးပလားဟုတ်ကဲ့ဒီအချိန်မှာအလဲဘက်ကိုရှော့သိမ့်ပြီနော်ကျောင်းမတက်ရင်လည်းအိမ်မှာစာချက်နေတာကောင်းတာပေါ့ကွယ်ကျော်မျိုးထက်ဘာမှပြန်မပြောမောင်စိန်ကိုသာစိတ်မရှိစွာလှမ်းကြည့်နေသည်ကျမမှာစေနနာတက်ဖြင့်ခေါ်ယူတင်ပြပေးနေသောတပည့်ပေမိယခုလိုစာတင်လေးရကတငယ်ချင်းခေါ်ရထားလိုက်သွားမှာကိုမလိုလားပါမောင်စိန်ကမင်းတို့လိုကျူရှင်ကောင်းကောင်းလည်းမတတ်နိုင်ဆီယာမအားတဲ့ချိန်လေးတင်ပေးရတာသူစာမပြီးသေးခင်ခေါ်မသွားပါနဲ့လားညနေမှလာခေါ်ပါလားကွာကျော်မျိုးထက်ကမောင်စိန်ကိုဘလို့လဲဟူသောသဘောဖြင့်လှမ်းကြည့်သည်မောင်စိန်ကကျမကိုလွန်ဆန်ပြီးလိုက်မသွားရဲ့ကျော်မျိုးထက်မကြည်မနှက်ဖြစ်နေရမှထသည်ကျွန်တော်ပြန်အောင်မယ်ဆီယာမဟုမျက်နှာခန့်ညွှန်းဖြင့်နှုတ်ဆက်ကာမော်တော်ဆိုင်ကယ်ကိုဝူးကနေမောင်းထွက်ကပြန်ထွက်သွားသည်ကျမအနေဖြင့်တပည့်တယောက်ကိုမတက်တာ၍ကြည့်နေရတော့လေတခြားတပည့်တယောက်ကိုလက်မလွတ်နိုင်ပါနောက်တော့ကျော်မျိုးထက်ကမောင်စိန်ကိုစာရီချိတ်ပြီးကြိုးစားနေတာအလကားကောင်ဟုမကြည်မနှက်ဖြစ်နေကြောင်းကျမကိုလည်းမောင်စိန်ကိုမှအထင်ကြီး၍ဂုံနူးတွေရအောင်နာမည်ရအောင်စာရီဖြစ်တင်နေကြောင်းကိုရမှာပြောနေသည်ကိုကျမပြန်ကြားရပါသည်သို့တော်လည်းကျမမှာတော့ကိုတက်နိုင်သည့်ဘက်ကကြောက်ကောင်းတစ်စီးကိုသွေးပေးရသလိုခံစားရ၍ဘာပဲဖြစ်ဖြစ်
မောင်စိန်ကြီးတယောက်ကိုထွန်းပေါက်အောင်မြင်စေချင်ပါသည်သူ့အမေကလည်းကျမကိုအလွန်အားကိုးရှာပါသည်စာမေးပွဲရက်နီးလာ၍စာချက်ချိန်ပေးလိုက်ချိန်မှာမောင်စိန်ကြီးလည်းအိမ်ကိုအလာနေသွားပါသည်သူ့အမေနဲ့ဈေးမှာတွေ့သည့်အခိုက်မောင်စိန်အေးစာချက်ရဲ့လားအလဲပတ်များနေသလားမေးရစုံစမ်းရပါသည်ညတော့ချက်ပါတယ်ဆရာမရဲ့ဒါပေမဲ့ဟိုတငယ်လေးကလာခေါ်နေတော့လိုက်သွားတာပဲသားကလည်းအားနာတတ်တယ်လေတိတ်လည်းအလိုမလိုက်နဲ့တဏီကုံလျှောက်လဲနေတော့ညချမှစာချက်ရင်ငိုက်မှာပဲစိတ်လဲလေတယ်လေတငယ်ချင်းကိုခင်နေဆိုပေမဲ့ဒီအချိန်မှာတော့အားနာလို့မဖြစ်ဘူးကျမလည်းပြောပါတယ်ဆရာမရဲ့ရှင်းပြောရရင်သူတို့မှစာမေးပွဲတစ်နှစ်ကြာလည်းမထောင်းတာဘူးကျမတို့မှတစ်နှစ်ဆိုတလောက်မဟုတ်လားဆရာမရဲ့ဟုတ်တာပေါ့အခုတလောမောင်စိန်အေးကအိမ်ဦးတော်မလာဘူးကျမစီလာဖို့ပြောပါအောင်ဟုတ်ကဲ့ဆရာမဟုတ်ကဲ့သို့တော့မောင်စိန်အေးကပေါ်မလာခဲ့ပါစာမေးပွဲရက်နီးလာ၍တခြားတပည့်တွေစာလာမေးကြစာတူလာချက်ကြတော့လေမောင်စိန်အေးတယောက်ပျောက်ချင်းမလှပြောင်းနေခဲ့သည်ကျမမှလည်းအခြားအတန်းတွေအတွက်စာမေးပွဲဆောင်ရစစ်ရဆေးရနဲ့မောင်စိန်အေးစီမရောက်နိုင်ခဲ့ပါဆရာမတယောက်အနေဖြင့်ကျောင်းသားတယောက်ပေါ်လူရာထက်ပိုးပြီးသွားရလာရမှလည်းစိတ်ထဲကမလိုလားမီစေတနာကိုသူ့အလိုအလျောက်သာနားလေစေခြင်းမိပါသည်ဒီလိုနှစ်မဲ့10 တန်းစာမေးပွဲကြီးနီးကပ်လာပါပြီကျောင်းသူကျောင်းသားတွေစိတ်မအားလူမအားစာကိုမနာမနေကြက်မှတ်နေကြရပြီမောင်စိန်အေးတယောက်စာကိုတကယ်ပဲအပတ်တကုတ်ကြက်မှတ်နေပြီလားကျမဒေါ်ကလေးမကိုသာသတင်းမဲ့ရပါသည်စာအုပ်နဲ့မျက်နှာနဲ့တော့မခွာပါဘူးဆရာမရဲ့တခါလဲငင်းငန်ငန်ဖြစ်နေလို့စာရီသိချက်ပြီးများပင်ပန်းနေသလားလို့နာနေချက်ခိုင်းရတယ်တချို့ကျောင်းသားများစာမေးပွဲနီးနေစာရီအကျက်လွန်ပြီးကျောင်းတောင်ဖြစ်သွားတဲ့၍ကျမစိုးရိမ်မိသွားပါသည်ကျမကြီးလည်းဂယူးဆိုင်ပါအောင်လို့အိမ်ဦးလက်တစ်ခေါက်လောက်လာအောင်လို့ပြောလိုက်ပါဦးကျမပြောတိုင်းတော့သွားမယ်လို့ပြောတာပဲသူဘာကြောင့်များဆရာမကိုရှောင်နေတယ်လဲမသိဘူးဒေါ်ကလေးမပြောမှကျမစဉ်းစားမိသည်မောင်စိန်အေးကျမကိုတကယ်ပဲရှောင်နေသလားဘာကြောင့်လဲကြော်မိုးထက်ချောက်များလားစာမေးပွဲရက်နီးကပ်၍အများတကာတွေခုံနံပါတ်လာကြည့်ကြကပ်ပြားလာယူကြတော့လေမောင်စိန်အေးကိုအလုံးများသည့်ကြားကလှစ်ခနဲသာမြင်လိုက်ရပါသည်လူကငကိုအေးရသည့်အထက်ပို၍ပင်အေးဆက်ဆက်နှင့်ပိန်သွားသည်ကိုကျမသတိထားမိလိုက်သည်ကျမကိုတော့တကယ်ပဲကိုယ်ရှောင်နေသည်မှသိသာလာပါသည်စာမေးပွဲကြီးဖြေကြရပြီမောင်စိန်အေးတို့စာမေးပွဲဖြေရသည့်အခန်းနှင့်ကျမစာမေးပွဲဆောင်ရသည့်အခန်းကမတူကျမလည်းအလုံးများနေ၍ကျမအတန်းမှတပည့်များဖြေနိုင်မဖြေနိုင်နှုတ်ဖြင့်သာမေးမြန်းစုံစမ်းနေရပါသည်မောင်စိန်အေးနှင့်လည်းကျမမတွေ့ရအတန်းထဲကတပည့်မလေးတွေကိုမေးကြည့်တော့သူအစောကြီးပြီးနေတဲ့ဆရာမအားရပါရရေးတာလည်းမတွေ့ဘူးဟုပြောပါသည်ကျမစိတ်ထဲမှာမတင်မကျဖြစ်နေ၍နောက်ဆုံးမနေနိုင်မဲဂျားရက်ပိရက်တရက်မှာမောင်စိန်အေးအိမ်ကိုမေးမြန်းပြီးလိုက်သွားရလေသည်မောင်စိန်အေးရောသူ့အမေကိုပါအစင်သင့်တွေ့ရပါသည်မောင်စိန်အေးကလည်းစာချက်လျက်ပါပဲသို့တော့သူ့အသွင်ကရွှင်လန်းတက်ကြွခြင်းမရှိကျမကိုမြင်တော့ထိတ်လန့်တုန်လှုပ်သလိုဖြစ်နေသည်ကိုတွေ့ရသည်သူ့အမေကတော့ပြပြတလဲစီးကြိုရှာပါသည်သူ့အမေလည်းမျက်နှာမကောင်းလှမောင်စိန်အေးမင်းဘလို့ဖြစ်နေရလဲဆီယမကိုလည်းမတွေ့ဘူးစာမေးပွဲရောဖြေနိုင်ရဲ့လားမောင်စိန်အေးခေါင်းကြီးငုံထားသည်ဘာမှလည်းမေးလို့မရစာရီသိချက်ပြီးတော့ပဲတမျိုးဖြစ်သွားသလားမသိပါဘူးဆီယမရဲ့ငုံငန်ငန်ဖြစ်နေတော့တာပါပဲစာမေးပွဲလည်းဖြေနိုင်ပုံမရပါဘူးသူ့အမေကကျမကိုတီးတိုးပြောရှာပါသည်ကျမလည်းမောင်စိန်အေးဘာကြောင့်ဒီလိုဖြစ်နေရသလဲစဉ်းစားလို့မရမောင်ကျော်မျိုးထက်ကလာသေးလားစာမေးပွဲမဖြေခင်ရက်တွေကတော့လာတယ်နေ့လယ်ဘက်လာခေါ်ပြီးစာတူတူချက်ကြရဲဆိုလားညကျတော့ပြန်ပို့ပါတယ်ခုရက်တော့မလာပြန်ကျော်မျိုးထက်နဲ့စာတူတူချက်တယ်ဆိုတာဟုတ်ရလားမောင်စိန်အေးရဲ့ကျမကလမ်းမေးတော့မောင်စိန်အေးဘာမှမဖြေတအောင်ကြတော့ဘာမပြောညာမပြောသူ့အမေကိုဖတ်ပြီးငိုချပါတော့သည်တိတ်ပါသားရဲ့မင်းဒီနှစ်မဖြေနိုင်လဲနောက်နှစ်တော့အောင်ပါပါဆက်ကြိုးစားပါအမေတို့ထားနိုင်ပါတယ်သူ့အမေကပြောမှမောင်စိန်အေးပို၍ငိုပါလေသည်ကျမလည်းစိတ်မချမ်းသာစွာဖြင့်ပြန်လာပါသည်ကျမမောင်စိန်အေးပေါ်သင်္ကာမကင်းဖြစ်မိသည့်ကိစ္စကိုတော့ကျမဘာသာပဲစုံစမ်းတော့မည်ဟုဆုံးဖြတ်လိုက်ပါသည်
စာမေးပွဲကြီးလည်းပြီးသွားပါပြီ။မောင်စိန်အေးအခြေအနေလည်းမကောင်းပါ။တင်ချဖြည့်သည့်ရက်မှာခေါင်းမှုသည်ဆိုပြီးစာရေးစပွဲပေါ်ခေါင်းဆိုင်အိတ်နေကြောင်းသူ့အခန်းဆောင်သည့်ဆရာမများကပြောပြသည်။ကျမလည်းစိတ်မချမ်းသာပါ။နောက်ဆုံးတော့အချိန်ယူ၍တပည့်ကျောင်းသားများကတဆင့်မောင်စိန်အေးအကြောင်းကိုစုံစမ်းမေးမြန်းခဲ့ရပါသည်။ကျမထင်သည့်အတိုင်းဖြစ်နေပါတော့သည်။မောင်စိန်အေးကစာလဲတော်တယ်လိန်လဲလိန်မာတယ်မဟုတ်လား။ဆရာမတွေကအားထားကြတော့ကျော်မျိုးထက်ကမနာလို့ဘူးလေပြီးတော့ကျော်မျိုးထက်သဘောကျတဲ့ကောင်မလေးတယောက်ရှိတယ်သူကလည်းကျော်မျိုးထက်ကိုအလကားလူပေါ်ကြော့ပဲဆိုပြီးမခင်ဘူးမောင်စိန်ကြီးကိုပဲမျက်နှာသာပေးတယ်ဒါနဲ့မောင်စိန်ကြီးပြက်စီအောင်သူကသွေးဆောင်တာပေါ့ကျမသဘောပေါက်ပါပြီမောင်စိန်ကြီးကိုအနုနည်းဖြင့်ဆွဲဆောင်ပြီးအတူရာကြောင့်နှကန်းနားရောက်မှတွန်းချကသူကတော့ရှောင်ပုန်းနေပြီယခုတော့ကျော်မျိုးထက်ကိုမတွေ့ရတော့မောင်စိန်အေးတယောက်ဘဝတစ်ခုလုံးမနှင်မောမီအချိန်မီကဲတင်နိုင်အောင်သူ့မိဘများနဲ့ပြောကြားတိုင်ပင်ရပါဦးမည်ဒါတွေသိလျင်မိဘလည်းအဘယ်မျှရင်ကျိုးရှာလိမ့်မလဲ။အော်လှုပ်ရက်လိုက်တာကြော်မျိုးထက်ရဲ့မူရစ်မဂ္ဂဇင်းဩဂုတ်1989ဆီယမမမိုးအင်းလျာရေးသားတော့စံပိုးဟူသောဝတ္ထုတို့လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နားဆင်သူပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့မြန်မာ Twilight Reader YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။